အခုဆရာမက9ကြော်တော့မယ်နော်မနေ့ကဆရာမသင်လာပြီးတယ်ပြုနေစေဖြစ်နေစေလုပ်နေစေအကူကရိယာကိုသုံးပြီးတော့ဝါကြလေးဖွဲ့မယ်နော်စီများများနဲ့ကြော်တာကိုထိုင်းလို့hot hot နော်ငါးကိုပလာနော်โอเคအဲ့ဒါဆိုရင်ဆရာမပြပြင်တာကကျမ9ကြော်နေတယ်ကိုထိုင်းလို့ဘယ်လိုဝါကြောက်ခဲ့ရလဲဆိုတာကိုဆရာမကိုတစ်ချက်လောက်အတန်ဖိုင်လေးနဲ့ပို့လာပြီးလို့ရမှာလားနော်ဘာဖြစ်လို့ဆိုတော့ဆရာမတင်နေရသည်စကားပြောတင်နန်းဖြစ်တဲ့အတွက်ဆရာမကအတန်ကိုပဲနားထောင်ကြည့်တယ်စာရေးတာကိုဆရာမမလို့ချင်ဘူးအဲ့ဒီတော့တင်နန်းသားတွေရဲ့အတန်ပြီးမပြီးဘူးနားထောင်ပေးရအောင်ဆရာမအကြော်နေတယ်ကိုထိုင်းလို့အတန်ဖိုင်လေးပို့လာပြီးရင်ကောင်းမယ်နော်ပို့လာပေးလို့ရတဲ့လူတွေပို့လာပေးပါဆရာမနားထောင်ပေးမယ်အတန်ပြီးမပြီးဆရာမပြောပေးမယ်နော်ဒီနေ့ကဒီလောက်ပါပဲဟုတ်တာပါ